အားလုံးပဲမင်္ဂလာပါ FAZ မြန်မာ Football Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့အပတ်ကတော့စင်မြောင်ကြီးတို့ဟာငှက်ကြားတွေကိုအိမ်ကွင်းမှာပုတ်ကာတီကအနိုင်ယူပြီးတော့ပရီးမီးယားလိတို့ရဲ့တခင်ကြီးနိုဘူးတို့အလစ်အငိုက်ပလင်ပေါ်တို့ပြန်လည်လို့တက်ရောက်လာခဲ့ပြန်ပါတယ်စင်မြောင်ကြီးတို့ဟာသူတို့ရဲ့အမရစ်ကွင်းကြီးထဲမှာရှင်ပြိုင်ကစားခဲ့ရတော့လေငှက်ကြားတို့ကိုအသာစီးနဲ့ကစားနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူးဒါပေမဲ့လည်းပထမပိုင်း6မိနစ်လောက်မှာပဲစင်မဲအက်ဇီကတွင်းယူပေးခဲ့တဲ့တလုံးတည်းသောဂိုးကြောင့်သာစင်ပြောင်တို့အသက်ရှူချောင်းကပလင်ပေါ်တို့ပြန်တက်နိုင်ခဲ့တာဖြစ်ပါတယ်။စင်ပြောင်ကြီးတို့အတွက်ကတော့ငှက်ကြားတွေကိုအကျိတ်အနေကစားကအနိုင်ရခဲ့တော့လေစင်ပြောင်ကြီးအမိကြမှာတစ်တော်မဲ့ဂိမ်းဆိုင်နေခဲ့ပြန်ပါတယ်။စင်ပြောင်တို့ရဲ့မဟာတိုက်စင်မှုကြီးကင်းကင်ကတော့ငှက်ကြားတို့ရဲ့ပြင်းထန်တဲ့တိုက်ကွက်တွေကြောင့်ဆေးရုံပြန်တက်ရဖို့ရှိနေခဲ့ပါတယ်။ဒါအပြင်စင်မဲအက်ဇီကလည်းပထမပိုင်းလက်တချောင်းထောင်ပြီးတဲ့နောက်မှာတော့ဒုတိယပိုင်းမှာထွက်ခွာသွားခဲ့ရပါတယ်။စင်ပြောင်တို့အနေနဲ့ကတော့မီအေးနှစ်ခါနာဖို့ဖြစ်တော့မယ်ထင်ပါတယ်။ရှစ်ဆက်ကန်ရမယ့်ပရီးမီးယားလိပွဲစဉ်အနေအထားအရတော့လန်ဒန်ကလပ်အသင်းတွေနဲ့ရှင်ပြိုင်ရမှာပါ။အောက်တန်းကိုမစင်းဖို့ရုန်းကန်နေတဲ့တူနှစ်လက်တို့နဲ့လည်းတွေ့ရဖို့ရှိနေပါတယ်။နိုဘူးတို့ကတော့ FA ဖလားဆီမီဖိုင်နယ်မှာသူတော်စင်တွေကိုအေးအေးဆေးဆေးနဲ့အနိုင်ယူကာဖိုင်နယ်ကိုတက်လှမ်းသွားကစိတ်သက်အမြင့်ဆုံးနေရာမှာရှိနေပါတယ်။ဒါအပြင်နိုဘူးတို့ရဲ့ရှေ့ပွဲစဉ်တွေကလည်းအမှတ်မလိုတော့တဲ့အသင်းတွေနဲ့သာကစားရဖို့ရှိနေပြန်ပါတယ်။ဒါကြောင့်ဒီတစ်ခါလဲစင်မြောင်ကြီးတို့ဟာစီသူလွင်တချင်းဆိုပြီးတော့တော်တယ်ပြန်ဝင်ရဖို့ရှိနေပြန်ပါတယ်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။